ဘဝမှာတစ်ခါမှမမြင်ဘူးသေးတဲ့အမခန်း DIY နီးလန်းကောင်းတွေနဲ့တင့်ရဲ့နေ့စဉ်ဘဝကိုပိုမိုလွယ်ကူအောင်ဖန်တီးလိုက်ပါပထမဦးဆုံးအနေနဲ့အိမ်ရှင်မတွေအတွက်အရန်အသုံးဝင်တဲ့ဘေးစင်စကားပြုလုပ်နည်းလေးပါရေပလင်းကွန်ရဲ့ထိပ်ပိုင်းကိုဖြတ်ပြီးအပေါက်ကလေးတွေဖောက်လိုက်ရုံနဲ့အမိုက်တရိုက်တွေကိုစစ်ထုတ်ပေးမယ်အမိုက်စားစကားလေးရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကတော့စိုင်ကယ်ဘေးလီယော့နေတဲ့အခါအိတ်ဇောကထွက်တဲ့လီကိုပိုက်နဲ့တွေ့ပြီးအရေးပေါ်လီဖြည့်တဲ့နီးလန်းဖြစ်ပါတယ်ဒါတကယ်ကိုထင်မှတ်မထားတဲ့နီးလန်းပါပဲဆက်လက်ပြီးစိုက်ပျိုးရေးဝါသနာပါသူတွေအတွက် PVC ပိုက်ကိုအပေါက်ဖောက်ဝက်ဥတွေတက်ပြီးရေဖြန်းစနစ်လုပ်နေပါတမျက်စည်းတွေကိုလည်းနိုင်ရန်မှာစနစ်တကျချိတ်ထားဖို့ရေပလင်းကွန်ကိုအပူပေးပြီးအလွယ်တကူဖန်တီးနိုင်ပါတယ်ရေပိုက်ကောင်းတွေယိုစိတ်နေရင်လည်းတားရီကွင်းနဲ့ဝါယာကျူးကိုတုံးပြီးလုံအောင်ပိတ်ဆို့နိုင်ပါတယ်စိုက်ကဲခိုးယူမှုကာကွယ်ဖို့ဗရိတ်လက်တံမှာတော့ခလောက်လေးခတ်ထားတဲ့နီးလန်းကလည်းအရန်ကိုရိုးရှင်းပြီးထိရောက်ပါတယ်ညှက်ရိုးကိုအသုံးပြုရတာအားမဆိုင်ရအောင်စပရင်လေးတက်ဆင်ပြီး PVC ပိုက်တွေကိုအပူပေးပြီးတန်ပိုက်ကောင်းတွေကိုလှည့်သွင်းနည်းတွေကလည်းလက်မှုပညာရှင်တွေအတွက်အသုံးဝင်ပါပါတူးရဲ့ထိပ်ပိုင်းကို PVC နဲ့ကော်ပူသုံးပြီးအကာအကွယ်လုပ်တာကတော့တူးကိုကြာရှည်ခံစေပါတယ်တရက်ဒီခူးတဲ့အခါမှာလေရေပလင်းနဲ့ပိုက်လုံးကိုပေါင်းစပ်ပြီးအလွယ်တကူခူးလို့ရမယ်ကိရိယာလေးကိုဖန်တီးနိုင်ပါတယ်နောက်ဆုံးအနေနဲ့တကားတွေနိုင်ရန်ကိုမရိုက်မိအောင်ပလင်းအဖုံးနဲ့စပရင်ကိုသုံးပြီးဒေါ်လေးလုပ်လိုက်ပါဒီနီလန်းလေးတွေကတင့်ဘဝအတွက်တခေတ်ကိုအကျိုးရှိစီမှာအမှန်ပါပဲ